Welcome back everyone. I'm Yvette. I'm your learning partner. So အားလုံးမင်္ဂလာပါကျွန်တော်နာမည် Yvette ဖြစ်ပါတယ် Diploma in Thesaurus ရရှိထားသူတူလည်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကဒီပေါ့နော်အတူတူကလေ့လာနေတာဖြစ်တယ်ကျွန်တော်အတူတူကစာအုပ်ဖတ်နိုင်ချေရှိတယ်ကျွန်တော်တခြား videos လည်းကျွန်တော်သင်မယ်ပေါ့နော်ကျွန်တော်လေ့လာနေတဲ့အရာတွေ Alright ဆိုတော့ဒီနေ့မှာကျွန်တော်တို့ဒီ pronouns ကအရှိမကျွန်တော်လေ့လာခဲ့ရရှိတယ်ဆိုတော့ဒီနေ့မှာဆက်လေ့လာမယ့် pronouns က interrogative pronouns interrogative လို့ကျွန်တော်တို့ကသုံးတဲ့အခါမှာကျွန်တော်တို့ကောင်းထဲမှာရောက်ရမယ့်အရာ interrogative လို့ပြောလိုက် questions လို့ပြောတာသိရမှာဖြစ်တယ်ဆိုတော့ဘယ်အချိန်မှာကျွန်တော်တို့သုံးလဲဆိုတော့ the words ဥပမာအနေနဲ့ပေါ့နော် who ဘယ်သူလဲ whom ဘယ်သူကိုလဲ object နေရာမှာသုံးနေတာဆိုရင်ပေါ့နော် whose ပိုင်ဆိုင်မှုကျွန်တော်မေးတဲ့အခါမှာပြီးတော့ what ဘာရလဲပြီးတော့ which နော်ဒီစကားလုံးတွေ which one do you like ဘယ်တစ်ခုကြိုက်လဲ the blue one or the black one အပြာရောင်လားအနက်ရောင်လားဒီ pronouns တွေကိုကျွန်တော်တို့ကဘာခေါ်လဲဆိုတော့ interrogative pronouns တနည်းအားဖြင့် who whom whose what and which ဒီအရာတွေကိုဘယ်ချိန်မှာသုံးလဲဆိုတော့ these pronouns are used to ask questions မေးခွန်းကျွန်တော်တို့မေးတဲ့အခါမှာကျွန်တော်သုံးတယ်ဥပမာအနေနဲ့ပေါ့နော်ကျွန်တော် basic grammars ဖြစ်တဲ့အခါမှာတော်တော်များများရင်းနှီးထားတာဖြစ်တယ်ပထမဆုံးအနေနဲ့ကြည့်မယ်ဆိုရင် who is he talking to သူဘယ်သူကိုစကားပြောနေရလဲဘယ်သူကိုဆိုရက် unknown မသိတဲ့အရာတခု refer လုပ်တယ်ပေါ့နော်ဒီအရာကိုကျွန်တော်တို့က who လို့တောင်းလိုက်တယ် who are those people ဟိုလူတွေကတူလဲ who are those people when we ask questions we use these interrogative pronouns နောက်တစ်ခုက whom နဲ့ who နဲ့ဘာကွာလဲဆိုတော့ who ဆိုရင်ကျွန်တော် subject နေရာမှာသုံးတယ် whom ဆိုရင်တော့အဓိက object ကျွန်တော်တို့ဒီ receiver action ကို receiver ဖြစ်တဲ့လူဦးစားပေးပြီးတော့သုံးတယ်ဥပမာအနေနဲ့ပေါ့နော် whom are you playing with ဘယ်သူနဲ့ကစားနေရလဲဘယ်သူနဲ့ပေါ့နော် I'm playing with for example I'm playing with Julia ကျွန်တော် Julia နဲ့ဆော့နေတယ်တော့ I'm playing with James နဲ့ကျွန်တော်အတူတူကဆော့နေတာဖြစ်တယ်နောက်တစ်ခုက whom is he talking to သူဘယ်သူနဲ့စကားပြောနေရလဲ He's talking to his teacher သူဆရာမနဲ့စကားပြောနေသူဆရာနဲ့စကားပြောနေ He's talking to his coach သူရဲ့ဒီပေါ့နော်coach နဲ့သူစကားပြောနေတာဖြစ်တယ် Alright so နောက်တစ်ခုကြည့်မယ် which လို့ပြောလိုက်တော့အောက်နောက်ထဲမှာဘာလို့တခါနဲ့သိရမလဲဆိုတော့ choice ကိုပြောတဲ့အခါရွေးချယ်မှုပေါ့နော် choice ကိုပြောတဲ့အခါမှာကျွန်တော်တို့က which ကိုသုံးတယ် which of these bags is yours ဒီအိတ်တွေထဲကဘယ်တစ်ခုကနင်းဟာလဲ which of these bags is yours which do you prefer နင်ဘယ်ကိုကြိုက်လဲ which do you prefer ဥပမာ go shopping or go swimming which one do you prefer ကျွန်တော်အဲ့လိုသုံးတယ်ရွေးချယ်မှုတစ်ခုပေးတဲ့အခါမှာ which ကိုသုံးတယ်နောက်တစ်ခုက whose ဥပမာ whose phone is this ဒါဘယ်ဖုန်းလဲ whose car is that အဲ့ဒါဘယ်ကားလဲ the whose ကကြတော့ကျွန်တော်တို့ possessive ပိုင်ဆိုင်မှုကိုကျွန်တော်မေးတဲ့အခါမှာပြောတယ်ဥပမာ whose is this umbrella ဒါဘယ်ထီလဲ whose are these gloves ဒါဘယ်ရဲ့ဒီလက်အိတ်လဲနော်ပိုင်ဆိုင်မှုကြားတဲ့အခါမှာ what is your dog's name quickly နာမည်ပါလဲ what are you talking about ဘာပြောနေ what is the time ချိန်က what time is it သူပါပဲ what time is it what's the time it's the same so what ကိုသုံးတယ် interrogative pronouns လို့ပြောတဲ့အခါမှာဘယ်ချိန်မှာသုံးလဲ when we answer questions or when we ask questions yeah that's correct when we ask questions ဥပမာကြည့်ရအောင်နော် who can be used as the object of a verb as well as the subject who ဆိုတဲ့နေရာမှာတနှစ်ခုတော့သုံးလို့ရတယ်ပေါ့နော်ဒီနားမှာ subject လည်းရတယ် verb လည်းရတယ် who က subject လည်းရ verb လည်းရ whom ကကြတော့ only as the object ပဲရမှာဖြစ်တယ် for example you can say who are you playing with ဒီဘယ်သူနဲ့ကစားနေရလဲ when we speak we don't use like whom are you playing with အဲ့လိုသုံးချင်မှသုံးမှာပေါ့နော်စကားပြောတဲ့ခါမှာကျတော့ဒီပေါ့ပါကျတော့ပြောတယ် who are you playing with who are you going out with who are you driving with ဥပမာ whom are you playing with whom လို့ကျွန်တော်တို့သုံးတဲ့အခါမှာ object ပဲကျွန်တော်သုံးလို့ရ who ကကျတော့ subject လည်းရတယ် object လည်းသုံးလို့ရတယ်ဒီအရာကကျွန်တော်လေ့လာတာက interrogative pronouns ဖြစ်ပါတယ် interrogative pronouns ကိုသုံးကြည့်ပါနော်ဥပမာ
ကျွန်တော်တို့ကဟို main ကလေးတွေကဘာတူလဲဆိုတော့ကျွန်တော်ဘယ်လိုတောင်း Who are those girls တော့ Who are those ladies we use that နော် alright ဆိုတော့အဲ့ဒီအရာက interrogative pronouns ရှိပါတယ်ကျွန်တော်တစ်ခါနဲ့ဆက်လက်လာမယ်ဆိုရင်ဒီဟာလည်းကျွန်တော်တို့သိပြီးသားပဲတော်တော်များများပေါ့နော်မြန်မာမှာကျွန်တော်စကားပြောတဲ့ခါမှာအရင်သုံးတယ် demonstrative pronoun demonstrative ဆိုတာ demonstrate ဆိုတာညွှန်ပြတာနော်ဥပမာဒီဟာဟိုဟာမြန်မာလိုဆိုမှကျွန်တော်တို့အဲ့လိုသုံးကြတယ်အင်္ဂလိပ်မှာလည်းဒီဟာရှိတယ်နော် the words this these that and those are called demonstrative pronouns they are showing words ဥပမာပေါ့နော်ကျွန်တော်အနေနဲ့ဒီမှာဘောပန်ချောင်းရှိရယ်ကျွန်တော်က this pen လို့ပြောရင် is it ကျွန်တော်နဲ့နီးကျွန်တော်ကင်တွယ်လို့ရလား this pen ကိုထိတွေ့လို့ရတယ်ကိုနဲ့နီးရယ်ပြီးတော့ singular ပဲဆိုရင်ကျွန်တော်က this သုံးမယ်ဥပမာဒီဘောပန်ကိုကျွန်တော်အဝေးမှာထားလိုက်တယ်ကိုကထိလို့မရဘူးဒါပေမဲ့ तू က singular ကိုနဲ့အဝေးမှာရှိရယ်ဆိုရင် that သုံးမယ်ဟုတ်နော်ပြီးတော့နောက်တစ်ခါကျတော့ကိုကကျွန်တော်ဘောပန်နဲ့ချောင်းကိုကင်လိုက်တယ်ဘောပန်နဲ့ချောင်းကိုကင်ထားတယ်ကိုနဲ့လည်းနီးလေကိုလည်းထိတွေ့လို့ရတယ်ဆိုကျွန်တော်ဘယ်လိုပြောလဲ these ဥပမာအဝေးမှာထားလိုက်တယ်ဆိုရင် those သူ့ရဲ့ပမာဏကအတူတူပဲဒါပေမဲ့ကျွန်တော်တို့ကအနီးအဝေးကိုကျွန်တော်တို့ပြောတဲ့အခါမှာညွန်ပြစေချင်တဲ့အခါမှာကျွန်တော်သုံးကြတယ်ဥပမာပုံထဲမှာကြည့်လိုက်ပါနော် these are sheep ဒီဟာတွေကသိုးတွေဖြစ်တယ်ဆိုတော့ဒီမှာသူပြထားဒီကောင်လေးရဲ့လက်ကိုကြည့်လိုက်ပါနော်ဒီဟာတွေကသိုးတွေဖြစ်တယ် is close သူနဲ့နီးတယ် those are goats ဟိုဘက်ကစိတ်တွေဖြစ်တယ်ဆိုတော့ those သူနဲ့ဝေးတယ် plurals ဖြစ်တယ် alright ကျွန်တော်တစ်ချက်ကြည့်အောင် this is my house ငါအိမ်ဖြစ်တယ် this is a hill တောင်ကုန်းလေးတစ်ခုဖြစ်တယ် these are donkeys ဒီဟာတွေကကျွန်တော်တို့က donkeys ဒီဖြစ်တယ် what's this ဒါပါရော did you drop this နေတာပြုတ်ကျတာကြခဲ့ရလား hi Jane this is Michael hi Jane ဒါ Michael this is Michael when we introduce our friends to others we say hi this is Ju hi this is Sabrina hi this is Hazel we use this no that's John's house အဲ့ဒါ John ရဲ့အိမ် that's a mountain area ကျွန်တော်တောင်ကုန်းလေးဖြစ်တဲ့ those are horses what are those ဘာတွေတော့အဲ့ဒါwe can do better than that ကျွန်တော်အဲ့ဒါပိုကောင်းလုပ်လို့ရတယ် we can do better than that no that's not mine for example is this your pen no that's not mine it is your book no that's not mine you mean you won that's amazing တခုဆိုရင်ကျွန်တော်တို့ကချီးကျူးရပါတော့ that's amazing that's wonderful that's awesome that's good အဲ့လိုတောင်းတယ် hello what's that sorry hello who's that speaking please hello သူဖုန်းပြောနေရတယ် now hello is that you George George နေဟုတ်လား is that you ပုံမှန်ပေါ့နော် so ဒီချိန်မှာကျွန်တော်တို့ဘယ်လိုပြောလဲဆိုတော့ဒီမှာပေါ့နော် you use this and these when you point to things near you this နဲ့ these ကကိုယ်နဲ့နေဟာတုံးတယ် that နဲ့ those က farther away ကိုယ်နဲ့ဝေးတဲ့နေရာမှာကျွန်တော်သုံးတယ်ဆိုတော့ကျွန်တော်တို့ကသူလည်း singular နဲ့ plural ရှိရပဲ this that က singular ဖြစ်တယ် these those က plural ဖြစ်တယ်ဆိုတော့ဥပမာကျွန်တော်တို့ပြော this that these those အဲ့တော့ကျွန်တော်တို့က pronouns ဟုတ်တယ်ဒါပေမဲ့တော့ဘာ pronouns လဲဆိုတော့ demonstrative pronouns ဖြစ်ပါတယ်ဆိုတော့ဒီအရာပေါ့နော်ကျွန်တော်တို့က basic grammars ဖြစ်ပါတယ်ဒီအရာဒီနေ့ကျွန်တော်လေ့လာတာ interrogative pronouns အနည်းအားဖြင့်ပါရှိတယ် who တို့ whom တို့ whose တို့ what တို့ which တို့နောက်တစ်ခါကျတော့ demonstrative pronouns ကျွန်တော်ဒီညွှန်ပြတဲ့အခါမှာပေါ်ပြတဲ့အခါမှာ showing ဟိုနော်ဒီဘယ်ပစ္စည်းဘယ်နေရာမှာကျွန်တော်တို့ရှိတယ်ဆိုတဲ့ဟာကိုတောင်းတဲ့အခါမှာတော့တောင်းဆိုတော့ဒီအင်္ဂလိပ်စာကျွန်တော်တို့ပေါ့နော် grammar ကျွန်တော်တခုခုကို knowledge တခုခုရသွားပြီဆိုရင်အဲ့ဒါကိုကျွန်တော်တို့ကအသုံးချဖို့လိုတယ် keep learning keep applying ဆိုတော့စဉ်းစားမပြတ်ကျွန်တော်တို့လေ့လာရမယ်ပြီးတော့အဲ့ဒါကိုဘာလုပ်မလဲအသုံးပြုရမယ်မဟုတ်ရင်ကျွန်တော်တို့ကအချိန်ကုန်တာပဲရှိရယ်အသုံးပြုမှာ we will know whether it works or not ကိုယ့်အတွက်အဲ့ဒါအလုပ်ဖြစ်လားမဖြစ်ဘူးလားဆိုတာရှိရယ် alright ဆိုတော့ကျွန်တော်တို့
တနည်းအားဖြင့်ပေါ့နော်ဒီ learning partner လို့ပြောတဲ့အခါမှာကျွန်တော်ကအဓိကကျွန်တော်တို့ကဒီ consistency တခု habits good habits တခုတိဆောက်ပေးချင်တာဖြစ်တယ်ဆိုတော့အခုချိန်မှာလည်း like we have many platforms that we can learn အများကြီးရှိကျွန်တော်လေ့လာလို့ရတဲ့နေရာပေါ့နော်ဥပမာသူတို့ဖြစ် AI ဒီလည်းအများကြီးရှိဒီဟာကျွန်တော်တို့ကြိုက်တဲ့နေရာသွားရှာလို့ရ information တွေကအများကြီးပဲ information overload တခုရှိတာကြတော့အဲ information မှာကိုက information ရှိရတော့တည်ရကိုယ့်အတွက်ဖြစ်ဖို့တော့လိုတယ်ပေါ့နော်ဆိုတော့ consistency တခုလေးတိဆောက်ပြီးတော့ commitment တခုထားပြီးတော့ပေါ့နော်ဘယ်အရာမဆိုအင်္ဂလိပ်စာမှမဟုတ်ကျန်တဲ့ဘာသာစကားလေးလေ့လာနေတာဖြစ်ဖြစ်ကျန်တဲ့အကြောင်းအရာတစ်ခုခုလေ့လာနေတာဖြစ်ဖြစ်ကျွန်တော်ရွေးချယ်ပြီးတော့လေ့လာရတယ်တွင်းရတယ်ပြီးတော့အသုံးပြုရတယ်အဲ့ဒီချိန်ကျမှကိုယ့်အတွက်ဖြစ်ဖို့အရေးကြီးတယ် alright ဆိုတော့အားလုံးကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ပါမယ်